ကျွန်တော်အားလုံးသိကြတယ်เนาะဒီ2025 e-sport World Cup MSC Champion TPH ကတော့ကျွန်တော်တို့အခု2026 MSC မှာဆိုရင်တော့ပြိုင်ပွဲကနေနှုတ်ဆက်ထွက်ခွာသွားပြီသူထွက်ခွာသွားတာလည်းနှစ်ပွဲစော်တာနိုင်ပွဲတစ်ပွဲမှမရှိဘူး Z4 ဆိုတဲ့ရလတ်နဲ့ပြိုင်ပွဲကနေထွက်ခွာသွားတာဆိုတော့ကျွန်တော်တို့ရဲ့ TPH ဘာဖြစ်နေရလဲဘာတွေလိုအပ်ချက်တွေရှိနေရလဲဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုမှာဖြေရှာကြည့်ကြပါမယ် let's go ပါ TPH ကဘာကြောင့်အရင်တိုက်ပတ်နေရလဲဆိုရင်တော့ဒီအဓိကတော့ matter မလိုက်နိုင်လို့ပေါ့နော် TPH မှာတော့မဟုတ်ဘူးဗျကျွန်တော်တို့ SRG လည်းခုဆိုရင်ပြိုင်ပွဲကနေထွက်သွားပြီเนาะ SRG ကလည်းတော်လေးကိုတိုင်ပတ်နေတယ်ပေါ့เนาะအသင်းတွေတော်တော်များများကျွန်တော်တို့ဒီဂျွေးပဲဂျန်ငင်နဲ့ဆော့လာနေသားကြလာတဲ့အချိန်မှာကျတော့တကယ်assassin matter ရောက်လာတယ်မွန်တွန်းကလည်း matter ကြီးကိုကွက်တီကောက်ချင်းလိုက်တယ်ဂျွေးပဲတွေကို nuff လိုက်တယ်ဒါပေမဲ့ဂျွေးပဲတွေမှာမ nuff တဲ့ဂျွေးပဲတော့ရှိသေးတယ်ဗျာအဲ့ဒါတော့ထားပါเนาะဒီ nuff လိုက်တဲ့အချိန်မှာဆိုသူတို့အနေနဲ့ဆော့ရတာလုံးဝအဆင်မပြေတော့ဘူးဗျာเนาะပြောရမယ်ဆိုရင်ကဒီ assassin နဲ့ဆော့ပုံနေမဆော့တတ်တော့ဘူးเนาะဂျွေးပဲဆိုရင်ဂျန်ငင်စားမယ် objective ရောက် objective ချမယ်เนาะအဲ့လိုမျိုးเนาะ lock boy လောက်ယူမယ်တက်မယ်ဂိုးလေးကိုဘောမမယ်เนาะဒါတွေကကျွန်တော်တို့ basic fundamentals တွေဗျာသိရမလားကျွန်တော်တို့ဂျွေးပဲဂျန်ကဒါပေမဲ့အခုကတော့ assassin ကွာ assassin ဆိုတော့မင်း aggressive ဆော့နိုင်လားဆော့နိုင်လောက်မင်းကြမ်းမယ်နော်မင်းဥမာ goal line fighter ဆော့လဲရတယ် mid lane fighter တွေလည်းထွက်လာလို့ရတယ်ဟောနော်ကျွန်တော်တို့ဒီ aura ph မှာ aura turkey မှာဆိုရင်ကျွန်တော်တို့ဒီ mid lane support တွေနဲ့ပါ aggressive လိုက်ပြီးတော့တီးနေတာနော်ကျွန်တော်ဆိုရင်လည်းဆော့ပြစ်မယ်ဆိုရင် mid lane fighter တွေကိုရွေးချယ်ပြီးတော့ဆော့ပြစ်လောက်တယ်နော်ဒီ aggressive တွေနဲ့တပွဲတို့ cheese strat တွေမှာဆိုရင်ပေါ့နော်ပြောရမယ်ဆိုရင်အဲ့တော့ဥမာဒါကတော့ကျွန်တော်အရင်ကလို့မဟုတ်ဘူး objective ရောက် objective 5မှာမဟုတ်တော့ကြိုက်တဲ့နေရာမှာကြိုက်လို့ချနော်ချနိုင်ရပြီချနော် aggressive ဖြစ် over ကောင်တွေကိုစပိန်မပေးနဲ့အသေးချနော်ဆိုတော့အဲ့လိုမျိုး matter ရောက်နေတဲ့အချိန်မှာကျတော့ aggressive ဖြစ်တဲ့ assassin ကောင်းတွေကိုကင်နိုင်တဲ့ player တွေရှိတဲ့အသင်းကတော့ပို့ပြီးတော့ shine ဖြစ်လာမှာပဲနော်ဆိုတော့ကျွန်တော်အခုဆို shine နေတဲ့အသင်းတွေဆို BTR ရှိမယ်ကွာvitality ရှိမယ်ကွာနော်ကျွန်တော်တို့ YG ရှိမယ်နော်ကျွန်တော်တို့ပြီးရင်ဘယ်လိုရှိမလဲကျွန်တော်တို့ aura ရှိမယ်ဗျာကျွန်တော်တို့ပြီးရင် pro တို့ပါတော့ shine နေနော်သူတို့တွေဆိုရင် assassin တအားကောင်းတယ်ကွာထားပါနော်ကျွန်တော် TPH ကိုထပ်ပြီးတော့သွားမယ်ဆိုရင် TPH ကဘာကြောင့်ကျုံးလဲဆိုတော့သူတို့တွေ့ရတဲ့အသင်းတွေကအရန်အခက်ကြီးလည်းမဟုတ်လို့အရန်လွယ်ကြီးလည်းဟုတ်တော့မဟုတ်ဘူးနော်ဒါပေမဲ့ဒီ aura turkey ကိုရှုံးတာတော့ကျွန်တော်လက်ခံပေးလို့ရတယ်ဗျာနော်ဒါပေမဲ့ E7 ကိုရှုံးတာတော့ကျွန်တော်အနေနဲ့မယုံနိုင်ဘူးပေါ့လေနော်ပြောရမယ်ဆိုရင်ကတော်တော်လေးကိုဆိုးတယ်ဆိုတော့ဒီကတော့တော့ထင်တာကတော့ဒီပွဲတော်တော်များများ out draft ခံရတယ်လို့ထင်တယ်ဗျာ matter ရမလိုက်နိုင်ဘူး out draft ခံရတယ်ချိုးပွဲတွေဆိုရင်ကြတော့သူကသူပြန်ပြီးတော့သူ draft နဲ့သူပြန်ပြီးတော့ out draft ခံနေရတယ်ဗျာဆိုတော့ကျွန်တော်ပြောတာဟုတ်လားမဟုတ်လားဆိုတော့เนาะကျွန်တော်တို့ဒီပွဲလေးကိုစပြီးတော့ကြည့်လိုက်အောင်ဗျာเนาะကျွန်တော်တို့ဒီပွဲကတော့ကျွန်တော်တို့ aurora နဲ့ကျွန်တော်တို့ TPH game 1ပေါ့နော်ပြောမယ်ဆိုဒီပွဲကတော့ out draft ခံရတာကျွန်တော်အားလုံးလဲဝိုးကနေဝါကနေဖြစ်သွားတယ်ပွဲပေါ့နော်ဒီပွဲကကျွန်တော်တို့ဒီ aura လင်းမတာမှာဆိုရင်ကျွန်တော်တို့ assassin နှစ်ကောင်ပဲဘန်လိုက်နိုင်တယ်အဲ့တော့မှဒီမှာရီဆန်ရှင်းထွက်လာတယ်နော်ဒီထိကတော့ AC ပဲ3ကောင်ထိကဒီမှာဆိုရင်တော့ AC တော့ဘူးနော်ကျွန်တော်တို့ဒီပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်เนาะကျွန်တော်တို့ဒီ Bella Ray ရယ် Duenas ရယ် Prayer ရယ်ကိုဒီ Rafaela ထောက်ထားတယ်เนาะဒီ Rafaela ထောက်ထားတယ်ဒီဘက်မှာကျတော့ Cloud ရယ် Desan ရှင်းရယ်အဲ့နှစ်ကောင်က scaling ဖြစ်တယ်ဗျာဒီကောင်တွေကတော့ fight မှာရလောက် fight မှာပဲဗျာဒီလားအဲ့လိုမျိုးဆိုရင်နေသားမှာကျတော့ဗျာပါတာအစင်ပြေခြင်းမပြေတော့မယ်ဗျာပြောရမယ်ဆိုရင်သိရမလားအဲ့လိုဒီဘက်အရန် aggressive နိုင်ရင်တော့ရမယ်နော်စွတ်ချနိုင်ရမယ်ဒီဘက်ကကျတော့လေကင်းရအောင်ဆွဲခေါ်နိုင်ရမယ်ဆိုရင်အနေထားဒီ drop မှာဆိုကျွန်တော်ပုံမှန်တိုင်းမကြည့်လိုက်မယ်ဆိုရင်ဟာဒီဘက် drop ကဘာကြီးလဲပေါ့ massman လည်းမပါဘူးပါတက်အနေနဲ့ဓာတ်မရောလောက်ပါမလားနော်အဲ့လိုမျိုးမေးစရာမေးဖို့နေရရှိတယ်ဒါပေမဲ့ဒီ drop တိုင်းကိုကျွန်တော်တို့ဒီ aura tricky နေနဲ့ကောင်းကောင်းကြီး apply လုပ်သွားနိုင်တယ်ပေါ့နော်ပြောရမယ်ဆိုရင်ကျွန်တော်တို့အားလေး game မှာတော့ AC ပဲเนาะကျွန်တော်တို့ဒီဘယ်နာနေစပြီးတော့မှောက်တာအားလေး game မှာ TPH ကရအောင်ထိန်းဆော့ထားနိုင်သေးတယ်ဗျာเนาะ Hero Nature ဒါပေမဲ့ Massman နှစ်ကောင်ဖြစ်တဲ့နီးပြီးတော့ Speed ကတော့တော်တော်ကြီးကိုလုံပါဗျာเนาะဘယ်နာမှာစပြီးမှောက်တာလဲဆိုတော့ကျွန်တော်ဒီမှာ Bad Defense ပတ်တယ်မှာဒီအချိန်မှာဆိုရင်ကျွန်တော်တို့ဒီ buff ကိုเนาะတက်တာတဲ့အောင်မပေါ်သေးဘူးเนาะဒီအချိန်မှာဆိုရင်ကျွန်တော်တို့ဒီ buff ကိုလာပြီးတော့9ကောင်လုံးကတိုက်နေပြီဗျာเนาะဒီကောင်ကဒီကိုလာ join တော့မှာဒါပေမဲ့ဒီ cloud က online မဖြစ်သေးဘူး
ဒီ cloud က online မဖြစ်သေးဘူးဒီ cloud ကဘာလုပ်အောင်လဲဆိုတော့ဒီ create ကိုရှင်းအောင်မယ်ဒီ create ရှင်းပြီးသွားပြီဆိုရင်ဒီကိုလာနိုင်မလားဆိုရင်ကမသိကြဘူးဗျာသိလားအဲ့လိုမျိုးနေထားမှာဒီဘက်က aura aggressive တအားဆော့တယ်ပေါ့နော်ပြောရမယ်ဆိုရင်ကျွန်တော်ပွဲလေးကိုကြည့်လိုက်မယ်ဆိုရင်နော်ဒီမှာချပြီနော်ဘတ်တိုက်ပြီဗျာနော်ဒီကဘတ်လေးကိုပဲပေးလိုက်တယ်ဆိုရင်လည်းကိစ္စတော့တိတ်မရှိဘူးနော်ဒါပေမဲ့ချဖို့ကြိုးစားတယ်နော်ကြိုးစားတဲ့အချိန်မှာတော့ပေါင်တိတ်တာဝါတွေပါတိုက်ခံရတာအရင်ကြီးနော်အဲ့လိုမျိုးအကုန်လုံးသိတယ်ပေါ့နော်တကောင်မီးတကောင်ငါ့အောင်လုံနေချိန်မှာဆိုဒီ cloud ကဘာလုံနေလဲဆိုတော့ကျွန်တော် cloud က go credit လေးစားရတယ်ဒါသူ့အပြစ်လည်းဟုတ်တော့မဟုတ်ဘူးကွာနော် hero draft အရာကွာအဲ့လိုမျိုးဆိုတော့ဒီbuff တွေ jungle တွေကပေးရင်လည်းပေးရမှာဗျာနော်အဲ့ဟာနေတောက်လျှောက် network ပြတ်သွားတယ်နော် jungle ထပ်ပြီးပေးရတယ်ထပ်ပြီးပေးရတော့မှတာတယ်လက်ထပ်ပြီးပေးရနော်နောက်ထပ်ဘယ်နာအစလဲဆိုဒီမှာဒီနာပဲဒီမှာခုန space နည်းနည်း free ဖြစ်နေတဲ့ cloud က show ရတယ်နော် free ဖြစ်နေတဲ့ cloud က show ရတယ် free ဖြစ်နေတဲ့ cloud ကအခုဆို show ပြီဗျာနော်ပြီးသွားပြီဆိုတော့ဒီကောင်တွေကဒီကိုလာတော့မှာcloud မရှိတော့ဘူးဆိုရင်ဒီဘက်အကောင်တွေကိုထပ်ပြီးတော့တီးတော့မှာဒီ free ကလာမယ်နော်4ယောက်5ယောက်ပေါကွာပြီးတော့ referral နဲ့ referral ကဘာအားသာချက်တရှိလဲဆိုတော့တင်ပြန်ခေါ်ပေးလို့ရသေးရဲ့ကွာသိလားအဲ့လိုမျိုးဆိုတော့ပြီးတော့ map ကလည်း flying cloud ဖြစ်နေတယ်နော်အဲ့တော့တော်တော်လေးကိုဒီ aura draft တော့လုံးဝ perfect situation ဖြစ်နေအဲ့ဒါအောင်မှဒီဘက်ကလည်း mass နှစ်ကောင်ဖြစ်ပေးနေရပေါ့လေနော်ဒီဘက်ကတော့ fighter တို့တခုခုနော်ဟိုဟာဆိုရင်တို့အဲ့လောက်ထိ aggressive ဆော့ကြလို့ရချင်မှရမှာနော်ဒါပေမဲ့အခုဆိုရင်ဗမာလူကြီးကိုဝင်တီးပြီးတော့အောင်နေဖမ်းတာဗျာခုဒီမှာဆိုရင်တောက်လျှောက်ထွက်လာတယ်ပြက်သေးရထွက်လာတယ်ပြက်သေးရ repeat လုပ်သွားတာ one way push ဗျာဒီလား bro fight လို့မျိုးမဆိုတော့ကြည့်မယ်ဆိုရင်ထွက်လာတယ် cloud တို့ကတော့တို့ Uro တို့ပြောတယ်ဟိုမှာ asma ထွက်လာတယ်ရှောတယ် cloud ရှောတယ်ရီဆယ်ချင်းထွက်လာတယ် asma ရှောပြီ cloud ရီဆယ်ချင်းရှောတယ်နော်အဲ့မှာဘယ်ကောင်ထွက်လာအောင်မလဲ Uro ထွက်လာပြီကတော့ထွက်လာပြီရှောတယ် Uro ရှောတယ်နော် cloud ရှောသွားပြီရှောသွားပြီ asma ရီဆယ်ချင်းတကယ်တွေးရလဲအိမ်ပြန်ရမလို့ဗျာတောက်လျှောက်ဖြည့်ဝေးတယ်သိရမလားအဲ့လိုမျိုးဆိုတော့တော်လေးကိုအထိနာသွားရပေါ့နော်နောက်ကအမှရှောတယ်နော်တခါလေးအံ့သွားအသမားတာတက်ပြီးတော့မရှောရကန်ကောင်းလို့ပေါ့နော်7မိနစ်မပြည့်ခင်အချိန်မှာနေတောက်လျှောက် aggressive ဆော့ခံပြီးအံ့သွားတာပေါ့နော်ဒီပွဲကတော့ကျွန်တော်ဘာမှအရင်ပြောစရာမရှိဘူးဗျလုံးဝ out track ခံလိုက်ရတာနော်ကျွန်တော်တို့အိမ်မတူလေးကိုထပ်ပြီးတော့သွားကြည့်အောင်Masman မပါဘဲနဲ့ aggressive ဆော့ပြီးတော့တီးရဗျာနော်ပြောရမယ်ဆိုရင်ဒီပွဲမှာဆိုရင်လည်းကျွန်တော် Masman မပါဘူးဒီဘက်မှာတော့ Masman တစ်ကောင်ပါတယ်ဒါပေမဲ့ link လည်းပါသေးတယ်နော် scaling ကတော့နှစ်ကောင်ဖြစ်နေပြီ link ကပြောမယ်ဆိုရင်ကနော်တော်တော်လေးကို OB broken ဖြစ်တဲ့ hero နော်ဒါပေမဲ့သူ့အနေနဲ့ကကြတော့လေသူ့အတွက်တွေးတွေ short ပေးထားနိုင်မှနော်ရှေ့မှာတီးထားပေးနိုင်မှသူကကောက်ဝပြူအဆင်ပြေမယ်ဆိုတဲ့ hero ပေါ့နော် link နဲ့ play style ကိုတခြားလေးရှိမယ်ဆိုရင်ကအဲ့အတင်းကတော်လေးကောင်းမှာပေါ့နော်ဒါပေမဲ့တင်းတော်များများ Hirara နဲ့ပို့ကြိုက်တယ်ဆိုတော့ကြောင့် Hirara ကလင်းထပ်ပို့ပြီးတော့ချလို့ပိုကောင်းတယ်ဗျာတင်းမှာလင်းကကြောင့်နည်းနည်းပို့ပြီးဖန်ရသေးတယ်ဒါပေမဲ့လင်းနဲ့ Hirara one face to face ရှင်းမယ်ဆိုရင်ကြောင့်ကျွန်တော်လင်းကိုနည်းနည်းလေးပိုကြိုက်မိရတော့အမှန်ပဲ